အားလုံးပဲမင်္ဂလာပါဒါလေးဒီတစ်ခေါက်မှာတော့တို့တွေ podcast မပြောပြတာလဲတော်တော်လေးကြာသွားခဲ့ပြီနော်ဟုတ်တယ်ဘယ်လောက်တော့ကြာပြီလဲတနေ့ကြော်လောက်ရှိနေတူတယ်အလုပ်တွေကြားထဲမှာနည်းနည်းရှုပ်သွားတာနဲ့မတင်ဆက်နိုင်ဘူးပေါ့နော်ဒီလိုပဲရှိမှာပဲเนาะတို့တွေတော့ဟုတ်ပြီဒီတစ်ခေါက်လေးတို့တွေပြီးခဲ့တဲ့ရက်ပိုင်းလေးကဒီ Mujo Pre KG နဲ့ပတ်သက်တဲ့ software လေးအကြောင်းလွှင့်လိုက်သေးရเนาะဟုတ်တယ်ဆိုတော့ဒီတစ်ခေါက်ဒီကလေးတွေနဲ့ပတ်သက်တဲ့ screen time လေးပြောကြည့်အောင် screen time လို့ဒီ social media မှာလည်းဒီကိစ္စနဲ့ခက်စားနေရပေါ့နော်ပြောကြဆိုကြတာတွေ့ရတော့တို့တွေရဲ့အတွေ့အကြုံလေးလည်း share ရင်ပေါ့နော်ဆိုတော့ပါလီစပြောခြင်းလဲချိုးမိပါတယ်ကြာလဲဒီလိုမျိုးကလေးအငယ်တွေပေါ့နော်ဟိုမှာ9နှစ်အောက်ကလေးတွေတောင်းမလို့ရှင်ဒီထက်ကြီးလာလို့ရှင်တဲ့တချို့တွေကလုံးဝ screen time မပေးတဲ့ဟာမျိုးတွေလည်းရှိရဲဆိုပြီးတော့အဲ့လိုမျိုးတော့ပြောကြတယ်ပေါ့လေဆွေးနွေးကြရတယ်လည်းတွေ့ကြတယ်တွေ့ဘူးတယ်ပေါ့ဒါပေမဲ့လို့ကိုရီဖြတ်တန်းခဲ့ရတဲ့ဒီလုံးငယ်တုန်းကဆိုလို့ရှိရင် screen time ပေးခဲ့တယ်ပေါ့နော်ပေးခဲ့ပေမဲ့လို့ဘာဖြစ်လဲဆိုလို့ရှိရင်သူ့ကိုပေးခဲ့ပေမဲ့လို့သူကိုဖြတ်လိုက်တဲ့အချိန်မှာလဲသူ့ဘက်ကပေါ့နော်ဒါကိုလက်မခံနိုင်တဲ့ပုံစံမျိုးနဲ့တုံ့ပြန်တာမျိုးတော့မရှိခဲ့ဘူးပေါ့နော်တတ်တာနဲ့ပဲsecond time ပေးခြင်းမပေးခြင်းပေါ့အဲ့လောက်ကြီးအဖက်မဖြစ်ခဲ့ဘူးပေါ့နော်ဒီ software လေးကတော့သူသားအတွက်ရည်ရွယ်ပြီးတော့ကြတော့ရေးထားတာပေါ့နော်ဒါမှမဟုတ်ဒါအပြင်ဒီကလေးတွေအားလုံးအသုံးပြုလို့ရအောင်လို့ဆိုပြီးတော့ဒီ software လေးကိုတော့အခုတော့ publish ကိုလုပ်လိုက်ပြီပေါ့နော်ဒီ software လေးမှာဘာတွေပါလဲဘယ်လိုရည်ရွယ်ချက်တွေနဲ့ထည့်သွင်းထားလဲဆိုတာအဲ့ဒါလေးနည်းနည်း screen time နဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းပြောပြပေးပါအောင်ဒီ software လေးကတော့ရိုးရှင်းပါတယ်ကာကြီးခါခွေးလေး ABC လေးတွေသူအတန်လေးတွေနားထောင်လို့ရမယ် shape လေးတွေနော်ကာကြီးခါခွေးဆိုလဲဆွဲလို့ရမယ်အထဲမှာဆွဲတဲ့ပုံစံလေးအတိုင်းသူလက်လေးတွေနဲ့ light တွန်းလို့ရအောင်လုပ်ထားတယ်နောက်သူကြိုက်တဲ့ကားလေးတွေပြန်ထည့်ပေးထားတယ်ပေါ့နော်ဒါကတော့သူ့အတွက်အမှတ်တရလေးပေါ့နော်ဒီလောက်ပါပဲကျန်တာတော့ exercise လေးတွေသူ၄ခုတည်းကတစ်ခုရွေးဒီလိုလေးပေါ့နော်အဲ့လိုလေးလုပ်ပေးထားပါပေါ့ဒါအခြေခံလေးပါပဲ basic လေးပါပဲအဲ့ဒါ basic လေးဆိုတော့ကလေးတွေအားလုံးအတွက်တင့်တော်မယ်လို့တော့စိတ်ကူးတာပေါ့နော်သူလည်းအထိုက်လျောက်သုံးခဲ့တယ်သူ့အတန်လေးလည်းပါတယ်ပေါ့နော်ဒီထဲမှာအဲ့တော့သူ့အတန်လေးပါမယ်နောက်သူ့အမဝမ်ခွဲအတန်လေးပါမယ်ဆိုတော့သူတို့နှစ်ယောက်ရဲ့အတန်လေးတွေနဲ့ပေါ့နော်အဲ့တော့ချစ်စရာအတွင်လေးလည်းဖြစ်လိမ့်မယ်လို့တော့မျှော်လင့်နေပေါ့နော်နောက် screen time နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲအဲ့ဒါလေးလည်းနည်းနည်းဝေမျှပေးပါ screen time ကတော့ဒီတဲ့အတိုင်းပဲတို့တွေတကယ်ကိုဘေးကင်ခဲ့တာပဲနော်လုံးကို tablet တို့တွေဝယ်ပေးကြတယ်ဝယ်ပေးတဲ့အတိုင်းလဲဒီကောင်နည်းနည်းချိုက်ကိုကြည့်ရပဲဟုတ်လားဒါဖြတ်တဲ့အချိန်ကျတော့လဲမိဘဆိုတော့သူလဲသိမှာပေါ့ဒါပေမဲ့လုံးကသိရမလားအချက်လက်နဲ့ပြောရဲဆိုရင်နားဝင်တဲ့ကလေးလားမသိဘူးဆိုတော့နာခံတယ်ပေါ့နော်ဖြတ်တဲ့အချိန်ဖြတ်တယ်ဒီလိုဆိုတော့မဆိုးလို့ပြောရမှာပေါ့နော်တချို့ကလေးတွေကတော့မဖြတ်တာလည်းရှိရပေါ့နော်စိတ်တူကြတာအဓိကတော့ကြောက်တာကတော့မျက်မှန်စိုးစိုးတက်ရမှာကြောက်တာပါဟုတ်တယ်မလားတို့တွေလိုမျက်မှန်စိုးစိုးတက်ရင်တော့မချောင်းအဲ့တော့ဒီ software မှာပါတဲ့ screen တွေကိုအဲ့လိုမျိုးကြည့်ရတယ်ဒီဥမာ social media ဖြစ်တဲ့အရင်တော့ YouTube ပေါ့နော်YouTube Kids တို့အခုနောက်ပိုင်းကြလို့ရှိရင်ကလေးတွေကTikTok မှာ TikTok ကိုဘယ်လိုခေါ်မလဲဆွဲလန်းတဲ့ပုံစံမျိုးတွေပေါ့နော်ဘာလို့လဲဆိုတော့ TikTok ကတစ်ခုပြီးတစ်ခုအဆက်မပြတ်လာတာဆိုတော့လေအဲ့ဒီပုံမှာကြတော့ဘလို့ကွာခြားလဲဒီလို software နဲ့ဒီ social media ပုံမှာရှိရဲ့ screen time ပေးတာ ਨੇ ကွာတယ်လို့ပြောလို့ရတယ်ကွာတယ်လို့မြင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ social media ပေါ်မှာရှိတဲ့ဒီအကြောင်းအရာတွေကသူကငကိုတွေကကလေးတွေကစူးစမ်းခြင်းတဲ့စိတ်ကအယမ်းများတာအဲ့ဒါကြောင့်မို့သူကမတူတဲ့အကြောင်းအရာတွေကိုတစ်ခုပြီးတစ်ခု screen ပေါ်ကနေဒီလိုတက်လာတာဆိုတော့သူ့အတွက်ကဘာလဲဆိုတော့သူကြိုက်နေတဲ့သူကြိုက်တဲ့အကြောင်းအရာလေးများပါမလားဆိုတဲ့မျိုးလင်းခြင်းနဲ့သူ dot shot scroll လုပ်တာမရက်မနာပဲနောက်ဆုံးမျက်စိညောင်းတဲ့အထိပေါ့နော်အဲ့လိုဆွဲသွားတာတွေလည်းရှိလိမ့်မယ်လို့တော့ထင်တယ်ပေါ့နော်အဲ့တော့ဒီဘက်
software တွေနဲ့ဘာကွာလဲဆိုတော့ software တွေကဒါရည်ရွယ်ချက်တစ်ခုနဲ့ဖန်တီးထားတာလေအဲ့တော့ဒါဆိုရင်pre KG မူဂျိုအတွက်ပဲဒါပဲပါတယ်ဒါကလွယ်လို့ဘာမှမပေါအောင်အဲ့တော့စိတ်ဝင်စားခြင်းမှစိတ်ဝင်စားမယ်ပေါ့နော်အဲ့တော့ကလေးတွေကိုဘယ်လိုဟိုထိန်းချောင်းတင်လဲဆိုတော့တကယ်တမ်းကလေးတွေကအချက်လက်နဲ့ပြောရင်ပထမနာခံတယ်နောက်ဘာရှိလဲဆိုအမိန်ပေးတာနောက်တစ်ခုကဘာလဲ6တာနောက်တစ်ခုကအပေးယူရော့ဟိုမှာတားဒါလို့ရင်တော့ဒါခွင့်ပြုမယ်ကလေးတိုင်းကတော်တော်များများအပေးယူနေဆိုရင်တော့နည်းနည်းလေးကြည်နေကြတယ်ပေါ့နော်ဆိုတော့တို့တွေလည်းဒါဟိုသူ့ကိုခိုင်းခဲ့ရတာ software နှစ်ခုနော်ဘယ်တော့နောက်တစ်ခုရှိပါသေးတယ် my work ဆိုတဲ့ဥစ္စာဟုတ်တယ်မှတ်မိလားသူ့ကိုဗာလဲစကလုံးလေးတွေစကလုံးလေးတွေဒီထဲကိုရအောင်ထက်သူတီးရဲ့စကလုံးလေးတွေရိုက်ထက်ပြီးတော့10ခုပြည့်ရင်သူကြိုက်တာတစ်ခုလုပ်ပေးလုပ်မယ်ဒီလိုနဲ့သူ့ကိုတည်ခိုင်းတာလေနောက်တစ်ခုဓာတ်ပုံလေးတွေရှာထက်ကွက်ရှာထက်အဲ့တော့ဒါကဘာလဲဆိုတော့ဒီဟာကသူပညာရအောင်တည်တဲ့လုပ်ပေးထားတဲ့အရာတွေလေဟုတ်တယ်ဒီပုံမှာဆွဲစရာအကြောင်းကိုမရှိတာဘာဖြစ်လို့လဲဆိုတော့ဒီအကြောင်းကဒီထဲမှာရနိုင်တာကာကြီးခါခွေ ABC ခုန my work ဆိုတဲ့ software လေးဆိုရင်လေသူဒီထဲကရနိုင်တာဒီကအလုပ်လုပ်ဖို့အတွက်ပေးထားတဲ့ဥစ္စာဒီထဲမှာဆွဲစရာအကြောင်းမရှိဘူး social media ကြတော့ तू ကအကြောင်းအရာပေါင်းမြောက်များစွာတွေလာတဲ့အခါကျတော့ကလေးဟာ तू ကဒီလိုကြည်ရင်နဲ့ तू မဖြတ်နိုင်တော့တာပေါ့နော်အဲ့ဒါကြောင့်မို့ तू ကမျက်လုံးလည်းပိုထိခိုက်တယ်ဘာဖြစ်လို့လဲဆို game ကစားတယ်ဆိုတာလည်းကြည့်လိုက်ဒီ game ရဲ့ဒီ nature က तू ကလှုပ်ရှားနေတဲ့ဥစ္စာနောက်ပြီးတော့လေဒီ game မှာကြည့်လိုက် तू ကတခုခုတည်းဝင်သွားတဲ့အခါဆိုရင်အရန်ကိုအဲ့မှာမျက်စိထိခိုက်တယ်လို့မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီ screen ထဲမှာမှ तू ကအတွင်းထဲကိုလိုင်ကောင်းထဲကိုသွားသလို तू က site ကြည့်နေရတဲ့အခါကျတော့ဒါမျက်စိကိုပိုထိခိုက်တယ်လို့တော့မြင်တယ်ပေါ့နော်အဲ့ဒါကွာဒီရိုး software နဲ့ဟို social media ရဲ့ကွာဟာချက်က game အနေနဲ့ကွာဟာချက်ကအဲ့ဒါပဲအကြောင်းအရာကွာတယ်ဆိုတော့နော်အဲ့ဆိုရင်ဒီပေါ့နော်ဟို screen time မဖြစ်မနေပေးနေရတဲ့ကလေးတွေအတွက်ဆိုလို့ရှိရင်ဥမာသူကြိုက်တဲ့ဥစ္စာကိုလည်းပေးလို့မယ်ဆိုလို့ရှိရင်ကိုခိုင်းတဲ့အလုပ်ကိုလည်းဟိုလောက်ခိုင်းတာပို့ပြီးတော့သဘာဝကြတာပေါ့နော်ဟုတ်တယ်သူတို့ကကြတော့ဒီ screen time ကိုသူတို့ကဟိုပြောရမယ်ဆိုရင် screen time ဆိုလို့ရှိရင်ဟိုပြည်သက်ကြီးမြင်အောင်ပြောရရင်ဥမာဖုန်းပဲဖြစ်ဖြစ် laptop ပဲဖြစ်ဖြစ်ဟိုမှာ tablet ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ပေါ်မှာသူတို့ကနေကြတာပေါ့နော်ဒီရိုးဒီ manual နဲ့ကလေးတွေကအခုခေတ်ကလေးတွေကတော်တော်များများမနေချင်ဘူးပေါ့နော် manual ခိုင်းပြီဆိုရင်အမှလုံးဆိုရင်ဟိုစာအုပ်နဲ့စာရေးခိုင်းပြီဆိုလို့ရှိရင်သူမရေးချင်ဘူးဟုတ်တယ်အဲ့တော့ကွန်ပျူတာနဲ့ရိုက်ဆိုလို့ရှိရင်ရိုက်တယ်ပေါ့ရိုက်ချင်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့တော့ဆိုလိုတာကဒီဥမာscreen time မဖြစ်မနေပေးရပြီဆိုရင်ဒီဥမာဟိုခုနကပြပြောတဲ့ဟိုဟာပါနော် my web ဆိုတဲ့ software ဆိုလို့ရှိရင်သူ့ကိုဖုန်းနဲ့ပေါ့နော်ဖုန်းထဲမှာသူ့လက်လေးနဲ့ဥမာဟိုမီနင်းပေါ့နော်ဟို CAD ကတ်ကြောင်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်သူသိရပေါ့နော်CAD ကတ်လို့ရိုက်လိုက်လို့ရှိရင်အဲ့ဟာကို10လုံးကိုသူကမီနင်း10လုံးကိုရိုက်လိုက်ရတာပေါ့နော်ရိုက်ထည့်ရတယ်သူ့လက်လေးနဲ့ပြီးလို့ရှိရင်အဲ့ဒါကိုသိမ်းရတယ်ပြီးလို့ရှိရင်ဟိုမှာကတ်ဆိုလို့ရှိရင်ကြောင်ဆိုလို့ရှိရင်ဘယ်ကနေပြီးတော့ကြောင်ပုံအပြင်ဘက်ကနေပဲဓာတ်ပုံရိုက်အခြားနေရာကနေပြီးတော့ဘယ်နေရာပဲယူဒီထဲကိုထည့်လိုက်ပြီဆိုလို့ရှိရင်သူ့ရဲ့အလုပ်ဝတ်တန်းတစ်ခုပြီးသွားပေါ့နော်အဲ့ဒါမျိုးပေါ့နော်ဟုတ်တယ်သူပုံလေးတွေအများအားတွေ့အောင်သူ့ဟိုတို့တွေယူခိုင်းတဲ့ site ကဟွာလေ Pixabay လေ Pixabay လို့ခေါ်တယ် pixabay.com ပေါ့နော်အဲ့ site လေးကနေသူသွားကြည့်တယ်ကြည့်ပြီးတော့သူ scroll လုပ်ပြီးတော့သူကြိုက်တဲ့ပုံလေးတွေget ဆိုပြီးတော့ရိုက်ရှာလိုက်ရင်ကြောင်ပေါင်းမြောက်များစွာကြာလာတာပေါ့အဲ့တော့အဲ့ထဲကကြောင်လေးတစ်ခုကို use software တဲ့ထက်စလုံးလေးထက်မြန်မာလိုရိုက်အဲ့ဒါဆိုရင် work done တစ်ခုပေါ့နော်အဲ့လိုနဲ့တို့ဘေးယူလုပ်ခဲ့ရတာဟောဒါပေါ့အဲ့တော့သူတို့ကဒီဖုန်းတို့ tablet တို့ကိုသူကသုံးကျင်တာသုံးကျင်တော့ကြတော့ဥမာသူတို့ကဒီဥမာအဲ့အလုပ်ကို10လုံးပြီးပြီဆိုလို့ရှိရင်တော့ဟိုသူတို့ဥမာဟိုပါပေါ့နော် YouTube ကြည့်ခွင့်ဥမာနိုင်ဝက်ပေးမယ်တနားရီပေးမယ်အဲ့လိုမျိုးပေးယူနေကျမတို့တွေကတော့လုပ်ခဲ့ကြတာပေါ့နော်လုပ်ခဲ့ကြတော့အလဟတ်သက်ပေါ့နော်ဒီလိုမျိုးသူ့ကို free ဒီ social media ကိုအသုံးပြုခွင့်ပေးမဲ့အစားပေါ့နော်
ပေးယူလေးနဲ့လောက်တယ်ဆိုလို့ရှင်ဘာဖြစ်ဖြစ်သူ့အတွက်ဟိုအကျိုးရလက်ရတယ်လို့ထင်တာပဲပေါ့နော်ဟိုသူတည်တဲ့ meaning တွေသူ့အတန်းလိုက်ပေါ့နော်သူ့အတန်းလိုက်တည်တဲ့ meaning တွေအေးလေအဲ့လိုမျိုးတည်သွားတာပေါ့လေနောက်တစ်ခုကလေဒီခုခေတ်ကလေးတွေက social media လို့ပြောတာတဲ့ဒီဖုန်းကလေတားလို့ရမယ်လို့မထင်ဘူးနော်တားလို့ရမှာမဟုတ်ဘူးလို့တော့ထင်တယ်ပေါ့နော်ဒါပေမဲ့လုံးဝဟိုဖြတ်ထားတဲ့မိဘတွေလည်းရှိကောင်းရှိမှာပေါ့နော်ဒါပေမဲ့တို့အတွက်ကတော့လုံးဝဒီကလေးကိုပေးလို့မရအောင်ဖြတ်လို့မရအောင်ဘာဖြစ်လို့လဲကိုကအိမ်မှာဖြတ်လိုက်ရင်ဦးတော်တော်ရှိသွားရှာမှာသူကဒါပေါ့ဟိုမိဘအရန်တင်းကျပ်တဲ့ဟာမျိုးလုံးလိုက်ပြီဆိုလို့ရှင်ဒါကတော့ကျမတို့တွေအမြင်ပေါ့နော်ဟိုတင်းကျပ်တဲ့အရာတစ်ခုကိုလုံးလိုက်ပြီဆိုလို့ရှင်ကျမတို့ငငယ်ဝါဆိုလို့ရှင်ကျမငငယ်ဝါဆိုအိမ်မှာဝတ္ထုမဖတ်ရဘူးပေါ့နော်ဝတ္ထုမဖတ်ရဝတ္ထုဖတ်လို့ရှင်ဥမာရီးသားထားခြင်းနဲ့စိတ်တို့ဘာတို့ဖြစ်မှာဆိုပြီးအဲ့လိုမျိုးပေါ့နော်ဒါပေမဲ့တငယ်ချင်းတွေကအကြောင်းကိုယူလာတဲ့ဟာကြလို့ရှင်ကိုကအဲ့လိုဖတ်ချင်တာပေါ့နော်အဲ့တော့စဉ်းစားရဟိုကိုကလေးရလာတဲ့အချိန်မှာဟာကလေးကိုဒီလိုမျိုးတားလိုက်လို့ရှိရင်ကိုယ်စီမရလို့ရှိရင် तू ကသူများစီကနေပြီးတော့ तू ကဟိုရတဲ့နည်းနဲ့ तू ကကြည့်မှာပေါ့နော်ဥမာမလိုလားအဲ့ကြတော့မလိုလားတဲ့ပြဿနာတွေဖြစ်လာနိုင်တယ်လို့ကိုရီးယားထင်တယ်မင်းဒါကြည့်ချင်မင်းစားနေတဲ့မုံပေးရမယ်ဒါအောက်ဆုံးအဆင့်ပေါ့နော်နောက်ပိုင်းဒီထက်ကြီးလာလို့ရှိရင်ဒီထက်ဟိုပြဿနာကြီးလာလို့ရှိရင်じゃပါငါခိုင်းတဲ့ဟာဘာလောက်ခိုင်းမှတော့မငငယ်ဝဆိုနေဟိုပတ်စံခိုးလာပေးမှတော့ဟုတ်တယ်အဲ့ဒါမျိုးတွေကကြတော့လေဟိုကလေးက तू ကဟိုအိမ်မှာမရတဲ့အရာတခုဟိုတခြားလူပေါ့နော်တခြားလူစီကနေရနေပြီဆိုလို့ရှိရင်တခြားလူကကြတော့ဟိုဒဇိန်ဖြစ်တဲ့အတွက်ကြောင့်မလို့ तू ကသူလိုချင်တာကိုလည်းဟိုအပေးယူနေလို့လို့ရှိရင်ကလေးရဲ့ဟိုဘောနော်ဟိုအကျင့်ဇာလိုက်တာတွေပါညာအထိဟိုနောက်ပိုင်းမှာဟိုကဖြစ်သွားနိုင်တဲ့အတွက်ကြောင့်ကျမတို့ကတော့အိမ်မှာဘယ်ရအောင်မှသူ့ကိုမတားဘူးဒါပေမဲ့လို့မတားဘူးဆိုတော့ free ပေးထားလားဆိုအဲ့လိုတော့မဟုတ်ဘူးသူ့ကိုအချက်နဲ့အလက်နဲ့ပြောပြတယ်သူ့အချက်လက်အနက်နဲ့ဒီအပေးယူလုပ်တယ်ပေါ့နော်ဒါမျိုးနဲ့ဟိုခုချိန်ထိတော့ထိန်းချောင်းလို့ရနေသေးတယ်ပေါ့လေအဲ့လိုမျိုးဟုတ်ပြီအဲ့တော့ဟိုပါပေါ့နော်ဒီကိုကကလေးကိုဟိုတကယ်တမ်းဆိုရင်လေဟိုကိုရီမိဘလက်ထက်ကလည်းကိုရီလာခဲ့တာဆိုတော့ပြန်ပြီးတွေးကြည့်လိုက်ရင်ဖခင်နေရပြန်ကြည့်လိုက်တဲ့အခါကျတော့ဟောငါကလေးကိုပြင်ဆင်ပေးလို့ပဲရတာသိရမလားကိုကပြင်ဆင်ပေးမယ်တိုက်ပွဲဝင်ဖို့အတွက်သူ့အတွက်အတောင်ပန်တက်ပေးမယ်ဒါလောက်ပဲရတာလေ့ကျင့်ပေးမယ်အဲ့တော့ကိုကပြင်ဆင်ပေးလို့ပဲရတဲ့သူဖြစ်တဲ့အတွက်အဲ့တော့ကိုကဟိုမှာသူ့အတွက်ဆိုအခုတို့လုပ်ပြတာ software လေးသူရေးပေးတယ်ဟာလားနောက်တစ် software လေးတစ်ခုရေးပေးတယ်အဲ့တော့သူ့အတွက်သူသုံးကျင်တဲ့ဥစ္စာတွေတို့ဘယ်လိုတားထားလဲအဲ့ဒါမလား YouTube ဆိုလဲသူ့ကိုအကောင့်လုပ်ပေးပြီးမယ်သူ့ကိုကလေးအကောင့်ပဲပေးတယ်ဟုတ်တယ်ကလေးအကောင့်နဲ့ပေးပြီးတော့ဒီဘက် Google ဆိုရင် family link ကနေပြီးတော့ထိန်းချုပ်ထားတယ် Microsoft ဆိုရင်လည်း Microsoft account ဘက်ကနေပြီးတော့တက်နိုင်တဲ့လောက်ထိန်းချုပ်ထားတယ်ဒီလိုတွေပေါ့နော်အဲ့တော့ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာပဲသူ့ကိုလေ့ကျင့်ခွင့်ပေးတယ်ပေါ့နော်နီးစပ်ခွင့်ပေးတယ်ပေါ့နော်အဲ့တော့လုံးဝကြီးလွတ်ပေးတာမျိုးတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ဒီထက်ကမှကလေးကခုနလိုဟိုသွေးထိုးပြီးတမျိုးဖြစ်သွားတာကတော့ဟိုဒါလည်းကိုရီကြောင့်ပဲလို့ပြောရမှာပေါ့နော်ကိုရီ environment setup လုပ်ပေးတာမမှန်လို့ပေါ့နော်ဒါကတော့ဘယ်လိုပြောမိဘကတော့ခေါင်းခံရမှာပဲပေါ့နော်ဒါပေါ့အဲ့တော့နောက်တစ်ခုကဒီဟိုကလေးတွေကိုဟိုပေးသုံးတဲ့အခါမှာပေါ့နော်အများအပြားကလေးတွေကိုပေးသုံးတာပါလေ game ပဲ game တွေကအခုကလေးတွေဒါဆော့ကြတယ် Minecraft Roblox လေးတွေဘာဖြစ်လို့ဒီ game လေးတွေကလေးတွေအဲ့လောက်ဆွဲလဲနော် game ထဲမှာသုံးတဲ့အသုံးနှုန်းတွေကိုအပြင်မှာကြားရတယ်နော်လူကြီးတွေလည်းသုံးကြတယ်အဲ့တော့သူတို့ကဘယ်လိုပြောမလဲခိရေးစည်းချောင်းထဲမှာမျောနေတာဟုတ်တယ်တကယ်တမ်းသူတို့ကခစ်မိနေတယ်လို့ပြောလို့ရတာနော်ဟုတ်တယ်အဲ့တော့သူတို့တွေကိုဒါမှမဖြတ်နိုင်မဲ့အတူမထူးဘူးဟာလာအပေါ်မှာ social influencer တွေကပြောတဲ့အတိုင်းပဲမင်းအဲ့လောက်မှရှိတာဟာလာတခါတည်း game မှစိတ်ဝင်စားရင်တော့ game နာရေးတော့ကွာဆိုပြီးတော့လုပ်သလိုပဲအဲ့တော့တို့လည်းကိုသားကိုမလုပ်မလဲကိုကဒီဘက်ဟာလာ software background လာတာဖြစ်တဲ့အတွက် game ဒါလုပ်မယ်ဆိုရင်မင်းအခုဆိုသူ့ကိုခိုင်းတာဟာလာလုပ်စမ်း VSDC video editing တခုခုလုပ်ဟိုက Canva တော့ဘာပဲပြော game မဟုတ်တဲ့တခြားအရာတစ်ခုကိုသူ့ကိုအလဲလေလုပ်ပေးလိုက်တာပေါ့soft skill နောက်တစ်ခုထည့်ပေးလိုက်တာပေါ့နော်ရမယ်မင်းဒီ game ကစားခွင့်ရမယ်ရောဒီမှာ soft skill တွေရှိတယ်မင်းဒါတော့လမ်းလို့ဒါမရရင်တော့မင်းဒါ no ပဲဒါပေါ့အဲ့လိုမျိုး
သူ့ကိုလောက်တာ ဟိုပါလဲစမွေးပြီးကစားတော့ဟာလေ ဟွန်း ဟိုမလား तू ကဟိုလက်တော့မှာအင်္ဂလိပ်လိုပဲရိုက်တဲ့အင်္ဂလိပ်လိုဘာလဲတိတ်မရိုက်တတ်သေးဘူးလေ အဲ့တော့ဟိုဘာလဲဘာဂိမ်းလေးတော့ typing game လား ဟုတ်တယ် typing အဲ့ဟာလေးနဲ့သူ့လေ့ကျင့်ခိုင်းလိုက်တာလေ့ကျင့်ခိုင်းလိုက်တော့တော်တော်ဟိုအဆောင်ကသူတယောက်တည်းဆိုရင်တော့အဲ့လောက်ကြီးမဟုတ်ဘူးပေါ့နော် ဟုတ်တယ် သူ့မှာပြိုင်ဘက်လေးပေါ့နော်သူ့မနဲ့အပြိုင် ဟုတ်တယ်မမရရပဲเนาะပြိုင်ကြတာ ပြိုင် ပထမတစ်ချီပထမဘယ်လောက်လဲ9ချီလောက်မှသူကြီးပဲဥဆောင်တာเนาะ ဟုတ်တယ် နောက်ဆုံးတော့ဟိုကလက်လဲတွက်လာရောအမလက်လဲတွက်လာရောသူရှုံးပါလေရော အော်အဲ့ဒါမျိုးပေါ့နော်ဟိုဂိမ်းမဟုတ်တဲ့ခြားအရာတစ်ခုနဲ့သူတို့စိတ်ဝင်စားအောင်ပေါ့နော် အစားထိုးနိုင်ဖို့ပေါ့နော် အစားထိုးနိုင်ဖို့တော့ဒါမိဘတွေကဟိုနည်းနည်းဟိုထိန်ကြောင်းပေးရမှာပေါ့နော်ဖြစ်ပြီးတော့ အဲ့တော့ software တစ်ခုတည်းနဲ့လုံလောက်တာမျိုးမဟုတ်ဘူးပေါ့နော်ဥပမာဆိုကြပါစို့တို့တွေအိမ်မှာဆိုပါရှိလဲ chess ရှိတယ် scrabble ရှိတယ်နောက်သူဦးလေးဘက်မှာဆိုလက်တောက်ခုံရှိတယ်ဟာလားအဲ့လိုမျိုးတွေပေါ့ ဒိုးဆက်နောက်က uno ဒါမျိုးလေးတွေပေါ့နော်အဲ့တော့သူနဲ့ဟို game မဟုတ်တဲ့တစ်ချိန်မှာကလေးတွေရဲ့စူးစမ်းစင်ကြီးတခုခုနဲ့အစားထိုးနေမှရတာဖြစ်တဲ့အတွက်သူသွားခြင်းတဲ့နေရာကိုကိုကရေလာမြောင်းပြီးတော့တို့တွေတက်နိုင်တဲ့လောက်တော့ဖောက်ထားကြတာပဲအဲ့တော့ကလေးရဲ့ဒီ personality ပဲပြောဘယ်လိုဖြစ်လာမလဲတော့မသိဘူးပေါ့နော်အခုထိတော့ကောင်းနေသေးလို့ပြောလို့ရတယ်နော် ဒါပေါ့ကဲဒါကတော့screen time နဲ့ကလေးတွေနဲ့ပတ်သက်တဲ့ screen time နဲ့ပတ်သက်ပြီးတို့တွေမျှဝေကြတာပေါ့နော်အဲ့တော့နားထောင်တဲ့ပရိသတ်ကြီးတွေလည်းတခုခုရသွားလိမ့်မယ်လို့မျှော်လင့်နေပေါ့နော်ကဲအားလုံးပဲကျေးဇူးတင်ပါတယ် အားလုံးကျေးဇူးတင်ပါတယ်